Team 14မင်္ဂလာပါရှင်ယနေ့ခေတ်မြန်မာရွှေ့ပြောင်းအလုပ်သမားအများစုဟာစက်ရုံတွေအလုပ်အကိုင်ရှာဖွေရေး agency တွေနဲ့ပတ်သက်ပြီးမှန်ကန်ပွင့်လင်းတဲ့သတင်းအချက်အလက်တွေမရရှိတဲ့အတွက်လုံခြုံမှုမရှိတဲ့လုပ်ခွင့်တွေမှာရောက်သွားတတ်ကြပါတယ်။ဒါကြောင့်ဒီပြဿနာကိုဖြေရှင်းဖို့ Team 14မှာ Worker Voice ကိုဖန်တီးခဲ့ပါတယ်ရှင်။ Worker Voice ဆိုတာကတော့ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့အလုပ်ခွင်တွေ agency တွေအကြောင်းကိုကိုရေးချက်လက်ပေးစရာမလိုပဲလုံခြုံစွာ review ရေးသားနိုင်ဖတ်ရှုနိုင်တဲ့ platform တစ်ခုဖြစ်ပါတယ်ရှင်။အခု live တီမိုကို Telegram ဘောကနေစတင်ပါမယ်ရှင်။ဤပညာနဲ့ထိတွေ့မှုနေတဲ့ရွှေ့ပြောင်းအလုပ်သမားများအတွက်အချက်အလက်အလွယ်တကူရှာဖွေနိုင်စေရန် Telegram ဘောကိုထည့်သွင်းတည်ဆောက်ခဲ့တာဖြစ်ပါတယ်ရှင်။ Telegram ရဲ့ search bar မှာအခုဖော်ပြထားတဲ့ bot username ကိုရိုက်ထည့်ပါ။ရွေးချယ်စရာ၅ခုကြာလာပါမယ်။ Company ရှာဖွေရန်ကိုနှိပ်ပါမယ်။ရှာဖွေခြင်းတဲ့ data ကိုရွေးပါမယ်။ Company နာမည်ရိုက်ထည့်ပါမယ်။အသေးစိတ်ကြည့်ရန်ကိုနှိပ်ပါမယ်။ Worker Voice ရဲ့ website ကိုရောက်ရှိလာပါပြီ။ဖုန်းနဲ့လည်းသုံးလို့ရတယ်လို့ပို့ပြီးမြင်သာထင်ရှားစေရန် desktop version နဲ့ပြပါမယ်ရှင်။ပင်မစာမျက်နှာရဲ့အလဲတက်တဲ့မှာရှာဖွေရန် button ကိုနှိပ်ပြီးမိမိသွားရောက်လောက်ကင်ခြင်းနဲ့စက်ရုံနာမည်ကိုရိုက်ထည့်ပြီးတိုက်ရိုက်ရှာဖွေနိုင်ပါတယ်။စက်ရုံများကို data အလိုက်ရှာဖွေနိုင်တယ်လို့အလုပ်သမားအရေးအတွက်ပေါ်မူတည်ပြီးလည်းအရွယ်အစားအလိုက်ရှာဖွေနိုင်ပါတယ်ရှင်။ပင်မစာမျက်နှာရဲ့စက်ရုံများဘတ်တန်ကိုနှိပ်ပြီးစက်ရုံတွေအတွက်အသေးစိတ်ချက်လက်တွေကိုလည်းရှာဖွေနိုင်ပါတယ်။စက်ရုံတင်သွင်းရန်ဘတ်တန်ကိုနှိပ်ပြီးတော့လည်းစက်ရုံအသစ်ထည့်သွင်းနိုင်ပါတယ်။စက်ရုံအသစ်ထည့်သွင်းခြင်းတဲ့သူတွေအနေနဲ့အကောင့်ရှိဖို့တော့လိုအပ်ပါတယ်။လိုအပ်တဲ့အချက်လက်များကိုဖြည့်သွင်းပြီးအကောင့်ဖန်တီးရန်ကိုနှိပ်ရပါမယ်။ထည့်သွင်းခဲ့သော email တွေကို verify link ပို့ပေးမှဖြစ်ပြီးထို link ကိုနှိပ်ပေးမှသာအကောင့်ဖန်တီးခြင်းအောင်မြင်ပါမယ်ရှင်။အခုအကောင့်ဖန်တီးပြီးသွားပြီဖြစ်တဲ့အတွက်စက်ရုံတင်သွင်းရန်ကိုနှိပ်ပါမယ်။ဒီနေရာမှာစက်ရုံရဲ့ပုံအခြေခံအချက်အလက်လိပ်စာများဖြည့်သွင်းပြီးစက်ရုံတင်သွင်းနိုင်ပါတယ်ရှင်။ review ရေးဖို့ကတော့မိမိသုံးသက်ချက်ရေးခြင်းတဲ့ company ကိုထောက်ပြီးသုံးသက်ချက်ရေးရန်ကိုနှိပ်ပါမိမိလက်ရှိအလုပ်လုပ်နေတဲ့ position မိခင်နိုင်ငံလစာအစရှိတဲ့အချက်လက်များကိုဖြည့်သွင်းပြီးသုံးသက်ချက်ရေးသွင်းနိုင်ပါတယ်ရှင်စစ်တရန်ပေးရဲ့ရွေးချက်ကတော့အလုပ်သမားတွေကြုံတွေ့နေရတဲ့အခက်အခဲတွေနဲ့ပတ်သက်ပြီး platform အတွက်အကြံပြုချက်တွေပေးဖို့ရည်ရွယ်ပါတယ်ရှင်Worker Voice website ကိုအင်္ဂလိပ်မြန်မာ language နှစ်မျိုးနဲ့အသုံးပြုနိုင်ပါတယ်ရှင်။ Admin site ရဲ့ desktop ပိုင်းမှာတော့ summary အချင်းချုပ်ချက်လက်များကိုတွေ့ရမှာဖြစ်ပြီး factory button ကိုနှိပ်လိုက်ရင်တော့အသုံးပြုသူများတင်သွင်းထားတဲ့ factory များကိုလက်ခံခြင်းညှင်းပယ်ခြင်းများပြုလုပ်နိုင်ပါတယ်ရှင်။ review page မှာတော့ review ပေးထားတဲ့သူတွေရဲ့အချက်လက်အသေးစိတ်ကိုကြည့်နိုင်ပြီးရေးသားထားသောသုံးသက်ချက်များကိုမြင်စေနိုင်ပိတ်စေနိုင်ပါတယ်။ messages page မှာတော့အသုံးပြုသူများမှတင်သွင်းထားသောအကြံပြုချက်များကိုကြည့်ရှုနိုင်ပါတယ်ရှင်။ user page မှာတော့အကောင့်တည်ဆောက်ထားတဲ့အသုံးပြုသူများရဲ့အသေးစိတ်ချက်လက်များကိုကြည့်ရှုနိုင်ပါတယ်ရှင်။ admin page မှာတော့ super admin နဲ့ euro admin နှစ်မျိုးရှိပြီးတော့ super admin ကအမြင့်ဆုံးလုပ်ပိုင်ခွင့်ရရှိထားတဲ့သူဖြစ်ပါတယ်။ညာဘက်အပေါ်ထိပ်ဆုံးက user profile လေးကိုနှိပ်ရင်တော့မိမိရဲ့ profile ပြန်ကြည့်နိုင်မှာဖြစ်ပြီး change password တွေလည်းလုပ်နိုင်ပါတယ်။ technical highlight ရဲ့ full step မှာတော့ front end ဘိုင်းမှာ Node.js React ကိုသုံးထားပြီး Web framework အနေနဲ့ Grammy database PostgreSQL စသည့်အသီးသီးကိုသုံးထားပြီးနောက်ဆုံးအနေနဲ့ Bazel serverless ပေါ်မှာ run ထားပါတယ်ရှင်။ MCP အနေနဲ့ Content 7 Playwright တို့ကိုသုံးထားပြီး အနေနဲ့သက်ဆိုင်တဲ့ text အမျိုးအစားပေါ်မူတည်ပြီးစနစ်တကျခွဲခြားတည်ဆောက်ထားတဲ့အတွက် coding standard ကို consistent ဖြစ်စေပါတယ်။ဒီတွေမှာလည်း row အသီးသီးခွဲထားတာဖြစ်တဲ့အတွက်ကြောင့်တကယ် engineering team တစ်ခုလို့ responsibility ကိုတည်ခြားစေခိုင်းနိုင်ပါတယ်ရှင်။ architecture မှာ workflow ကို planning, implementation နဲ့ verification ဆိုပြီးသုံးပိုင်းခွဲခြားခဲ့ပါတယ်။ဒီ project ရဲ့ architecture အများစုကို cloud code ကိုအသုံးပြုပြီးတည်ဆောက်ထားပါတယ်ရှင်။အနာဂတ်မှာတော့အသုံးပြုသူတွေပုံမလုံခြုံစေဖို့ AI ကိုအသုံးပြုပြီး review moderation လုပ်တဲ့စနစ်နိုင်ငံစုံအသုံးပြုနိုင်မဲ့ multi country support ကိုဆက်လက်ဖန်တီးသွားမှာဖြစ်ပါတယ်။ဒီကောင်းကျိုးအနေနဲ့ဒီ website လေးကမြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက်မှန်ကန်ပွင့်လင်းတဲ့သတင်းချက်လက်တွေရရှိဖို့အတွက် Team 14မှာရည်ရွယ်ပြီးပြုလုပ်ခဲ့တာဖြစ်ပါတယ်ရှင်။